လုံငယ်လုံကမှလည်းအခုချိန်မှာအတွေးခေါ်တိုက်ခွဲကြီးတစ်ခုဖြစ်နေတယ်လို့ပြောလို့ရတယ်အဓိကကတော့လမ်းတစ်ခုပေါ့အဟောင်းကိုပဲပိုကောင်းအောင်ဖြစ်မလားဒါမှမဟုတ်လုံးဝအတစ်ဆက်ဆက်တစ်ခုကိုတီထွင်မလားဆိုတာပါပဲဒီအတွေးခေါ်နှစ်ခုဘလောက်กว่าလဲဆိုတော့ကိုဥမာလေးခုနေပြောကြည့်အောင်တစ်ဖက်မှာကရှိပြီးသားမြင်ရတာတစီကိုပုံမြန်အောင်ပိုကောင်းအောင်လုပ်တာမျိုးပေါ့နော်နောက်တစ်ဖက်မှာကျတော့လက်ကဘာကိုတော့ဟုတ် 7V ဒုံးပြအတစ်ဆက်ဆက်ကြီးကိုတီဆော့တာကွာခြားချက်ကတော့တော်တော်လေးကိုရှင်းပါတယ်နော် 7V ဒုံးပြန်ဆိုတာတွန်းအားပေါင်9000ပေါင်အထိထုနိုင်တယ်လူသားရဲ့ဒီဆော့ကက်တများထဲမှာအရှုပ်ထွေးဆုံးယင်ဖြစ်အခုထိရှိနေလို့ပဲဆိုတော့ဒီဥမာဘာကိုပြောရှင်းတာလဲဆိုတာဒီဘန်လုံကမှာလည်းအတူတူပါပဲတချို့ကရှိပြီးသားစနစ်ကိုပဲနည်းနည်းပါးပါးပြုတ်ပြီးနေကြတယ်တချို့ကတော့အခြေခံကနေစပြီးလုံးဝအတစ်တစ်ခုကိုတီးဆော့နေကြတာပါဟုတ်ပြီဒါဆိုရင်ဒီလောက်ကြီးမားတဲ့ပြောင်းလဲမှုကိုဖြစ်စေအတိကအတွေးခေါ်နှမျိုးမှပါတယ်ဖြစ်မလဲတစ်ချက်လောက်ကြည့်လိုက်ကြရအောင်ပရမတ်က reasoning by analogy လို့ခေါ်တယ်တူညီမှုပေါ်အခြေခံပြီးကြိုးကြောင်းဆင်ခြင်တာပါဒါကတော့ရိုးရှင်းတယ်အင်ကဒီလိုလုပ်ခဲ့ဖို့လို့ဒါမှမဟုတ်တခြားသူတွေဒီလိုလုပ်နေလို့ဆိုပြီးလိုက်လို့တာမျိုးပေါ့ဒုတိယတစ်ခုကတော့ reasoning from first principles ပါအခြေခံမူတွေကနေစပြီးကြိုးကြောင်းဆင်ခြင်တာပေါ့ဒါကတော့ပြဿနာတစ်ခုကိုသူ့ရဲ့အခြေခံအကြဆုံးအမှန်တရားတဲ့အထိပြန်ခွဲခြားစေပြတယ်ပြီးတော့အဲ့ဒီကနေမှအဖြစ်တစ်ခုကိုအသစ်ဆက်ဆက်ပြန်တိဆောက်တာမျိုး reasoning by analogy ရဲ့ဥမာကောင်းတစ်ခုက Bandy ပဲပေါ့ mobile ခေတ်ရောက်လာတဲ့အခါသူတို့ဘာလုပ်ခဲ့ကြလဲသူတို့ရဲ့ website အကြီးကြီးကိုဖုံးမြင့်နဲ့ပြင်တည်တည်လေးတဲ့အန်ဝင်ခွင့်ကြဖွသွားအောင်ချုံချလိုက်ကြတယ်အဲ့ဒါကတကယ် mobile အတွေ့အကြုံကိုအသစ်ဖန်တီးရမှာမဟုတ်တာရှိပြီးသားအဟောင်းကိုပုံစံလေးနည်းနည်းပြောင်းလိုက်တာပဲလေဒီလိုအဟောင်းကိုဆွဲကြိုက်ထားတာဘလောက်တောင်အတေးပဲမရှိလဲဆိုတာကိုဒီကွက်တစ်ခုကကွက်ကွက်ကွင်းကွင်းပြနေတယ်တခြားလို့စဉ်းစားကြည့်ဆောင်လူတယောက်ကိုလုံလုံချုံချုံတက်တည်ပြဖို့အတွက်ပထမရာစုကားတွေကထီထွင်ကြတဲ့မင်းဆိုလက်မှတ်ကိုပဲအခုထီသုံးနေတော့ပဲတဲ့ဟုတ်တယ်ဒီကြတဲ့ခေတ်ကြီးတွေမှာဒီလိုစဉ်းစားနေကြတော့ဆိုတာကတော့တော်တော်လေးကိုအံ့ဩဖို့ကောင်းပါတယ်ကဲဒါဆိုရင်အခြေခံမူလေးကနေစဉ်းစားပြီးတကယ်ကိုဒေါ်လာကြီးတစ်ခုကိုဖန်တီးခဲ့တဲ့လက်တွေ့ဥပမာတွေကိုတစ်ချက်ကြည့်လိုက်ရအောင်ပထမဆုံးဥမာကတော့ကင်ညာနိုင်ငံက M-Pesa ပါပဲသူတို့ကဘန်ခွဲတွေဘယ်လိုများထက်ဆောက်ကြမလဲလို့လုံးဝမစင်စားခဲ့ဘူးသူတို့မိတဲ့မိကွာပို့ပြီးတော့အခြေခံကြတယ်လူတွေရဲ့လက်ထဲမှာရှိပြီးသားဖြစ်တဲ့ရိုးရိုးဖုန်းတွေနဲ့ပိတ်ဆံကိုအလွယ်တကူဘယ်လိုလွဲလို့ရမလဲဆိုတာပဲပြဿနာရဲ့အရင်းမြစ်ကိုတဲ့တွန်းဝင်လိုက်ကပါပဲအကျိုးဆက်ကဘယ်လိုဖြစ်သွားလဲဆိုတော့တကယ်ကိုအမခမ်းပါပဲ M-Pesa မပေါက်ခင်တော့ကကင်ညာမှာအရွယ်ရောက်ပြီးသားလူတွေက29%ပဲဘဏ်ဝင်ဆောင်မှုတွေကိုတုံးနိုင်ကြတာ29%လေးပါနော်အခုချိန်မှာတော့93%ကမိုဘိုင်းငွေကြေးအကောင့်ပိုင်ဆိုင်နေပြီး29ကနေ93%အထိခုန်တက်သွားတာဒါကတကယ်ကိုတော်လန့်ပြောင်းလဲမှုကြီးလို့ပဲပြောရမှာပါနောက်ဥမာတစ်ခုကိုကြည့်အောင်တရုတ်နိုင်ငံက Ant Financial ပါသူကတီထောင်ခဲ့တဲ့ Jack Ma ရဲ့ဇွဲကလူတိုင်းတီးပါတယ်သူ Australia Visa ကိုခွန်ကျင်းတိုင်းနဲ့အငင်းခံခဲ့ရပြီးမှနောက်ဆုံးမှအောင်မြင်ခဲ့တာဒီလိုမြဖြစ်အောင်လှုပ်တက်တဲ့စိတ်တက်မျိုးကအဟောင်းမှုမိတ်ပြီးအသက်တစ်ခုကိုဖန်တီးဖို့အတွက်အဓိကတော့ချက်ဖြစ်လာခဲ့တာပေါ့ Jack Ma ရဲ့ဒီစကားကအဲ့ဒီအတွေးခေါ်ကိုကောင်းကောင်းကြည့်ထင်စေပါတယ်သူကပြောတယ်တောင်ချီကနေမြင်ရတဲ့မြင်ခွင်းနဲ့တောင်တဝက်ကမြင်ရတဲ့မြင်ခွင်းကအယမ်းကွာတယ်တောင်ထိပ်ကိုရောက်သွားတဲ့သူတွေကတော့သူတို့ရဲ့အတွေးခေါ်ကိုပြောင်းလဲနိုင်ခဲ့လို့ပဲတဲ့အဲ့ဒါအဓိကချက်ပဲ and financial ကပိုကောင်းတဲ့ band တစ်ခုကိုတိစောက်ခဲ့တာမဟုတ်ဘူးသူတို့က digital gear စနစ်တစ်ခုလုံးကိုတိစောက်ခဲ့တာအဲ့ဒီထဲမှာ band လုပ်ငန်းဆိုတာရုပ်ရှင်နဲ့ QR code လေးတစ်ခုနဲ့အလွယ်တကူသုံးနိုင်တဲ့ feature တစ်ခုအဖြစ်ပဲပါဝင်နေဆိုလိုချင်တာက band ဆိုတာတွားရတဲ့နေရာတစ်ခုမဟုတ်တော့ဘူးကိုယ့်ဘဝထဲမှာအလိုလိုပါဝင်နေတဲ့အသုံးဝင်တဲ့အရာတစ်ခုဖြစ်သွားတာပဲဆိုတော့လေဒီလိုချိန်ကနေစပြီးတွေးခေါ်တဲ့ပုံစံကဘန်လုပ်ငန်းတစ်ခုတည်းကိုပဲမဟုတ်တော့ဘူးငွေကြေးဆိုတဲ့အယူဆတစ်ခုလုံးကိုပါဘလို့စင်ခွန်နေလဲဆိုတာဆက်ပြီးကြည့်လိုက်အောင် blockchain လို့နည်းပညာတွေဆိုတာအခြေခံမှုတွေကနေစပြီးတည်ဆောက်ထားတဲ့ platform တွေပဲသူတို့ကလက်ရှိဘဏ်စနစ်တွေအစိုးရတွေရဲ့ပြင်ပမှာဘဏ္ဍာရေးစနစ်အသစ်တွေကိုဖန်တီးနိုင်တဲ့စွမ်းအားရှိတယ်အဲ့ဒီထက်မှာကြော်ချာဖုန်းဥပမာကတော့ Bitcoin ပေါ့ဒါကဘယ်သူမှမပိုင်ဘယ်သူမှမထင်းဆိုတဲ့ကမ္ဘာလုံးဆိုင်ရာငွေကြေးတစ်ခုကိုအစနဲ့ပြန်တည်ဆောက်ဖို့ကြိုးပမ်းမှုတစ်ခုပါပဲ Bitcoin ရဲ့ခီးလန်းကတော့တော်တော်လေးအသက်အကျကျန်းပါတယ်2010တုန်းက pizza နှစ်ချက်ဝယ်ဖို့ Bitcoin 1000တုံးခဲ့တဲ့ဖြစ်ရကနာမည်ကြီးပဲအဲ့ဒီ pizza တွေကအခုဆိုဒေါ်လာတန်းရံနဲ့ချီတန်းနေပြီအဲ့ဒီနောက်မှာဈေးတွေကလည်းအရန်ကိုအတက်အကျကျန်းခဲ့တော့လူတော်တော်များများက Bitcoin ကိုနေ့စဉ်သုံးငွေကြီးတစ်ခုလို့မမြင်တော့ဘူးရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ်သဘောထားလာကြတယ်အဲ့ဒါကိုသူတို့က holder လို့တောင်ခေါ်ကြတယ်လေ hold on for dear life ရဲ့အတူကောက်ပေါ့ဈေးဘယ်တော့ပဲကြာဘာဖြစ်ရောင်းမထုတ်ပဲစက်ကင်ထားမယ်ဆိုတဲ့သဘောမျိုးပါဒါကစီကန်ထိုင်းတိုင်းသူတွေအတွက်တကယ်ကိုခေါင်းခဲစရာဖြစ်လာတယ်
Bitcoin ရဲ့ဗဟိုချုပ်ကင်မှုမရှိတဲ့တဘာဝကြောင့်သူ့ကိုပိတ်ပင်မှုဆိုတာကအင်တာနက်ကိုပိတ်ဖိရတယ်လို့ပဲခတ်တယ်ဒါမဲ့တစ်ဖက်မှာကြတော့လေလူတွေကသူ့ကိုငွေကြေးတစ်ခုလိုတုံးဆွဲတာထက်ဈေးကစားဖို့စွဆောင်းဖို့ပဲအဓိကဖြစ်လာတဲ့အခါသူ့ရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့ငွေကြေးတစ်ခုရဲ့အသုံးဝင်မှုကမေကွန်းထုတ်เสียဖြစ်လာတာပေါ့ ဟုတ်ပြီဒီလိုအထွေးအခေါ်တိုက်ပွဲတွေဒီလိုနီးပညာဒေါ်လာရေးတွေကနေဘဏ္ဍာရေးလောကရဲ့အနာဂတ်အတွက်ကျွန်တော်တို့ဘလို့အနှစ်ချုပ်ကိုထုတ်ယူလို့ရမလဲ အဓိကချက်ကဒါပါပဲအနာဂတ်ဆိုတာပူကောင်းတဲ့ band day ကြောင့်မဟုတ်တော့ဘူးတကယ်အနာဂတ်က band လုပ်ငန်းဆိုတာတည်တတ်လို့ဆောင်ရတဲ့အရာတစ်ခုမဟုတ်တော့ပဲကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ app တွေ platform တွေထဲမှာမျက်စိနဲ့တော့မမြင်ရပဲနောက်ွယ်ကနေအလုပ်လုပ်ပေးမဲ့အတုံးဝင်တဲ့အရာတစ်ခုဖြစ်ပျောက်ကွယ်သွားမှာပါ ဆိုတော့နောက်ဆုံးအနေနဲ့ဒီမိခုံးလေးနဲ့ပဲအဆုံးသတ်လိုက်ချင်ပါတယ်ကိုအသုံးပြုနေတဲ့ဘန်ဝန်ဆောင်မှုတွေကပိုကောင်းအောင်ပြုပြင်ထားတဲ့မင်းရထားတဲ့စီလို့ဖြစ်နေမလားဒါမှမဟုတ်အနာဂတ်ကိုဥတည်နေတဲ့ဒုံးပြန်တဲ့စင်းဖြစ်နေပြီလားဆိုတာပါပဲ